မင်္ဂလာပါဗျဒီနေ့အကြောင်းအရာလေးကတော့ဗာလဲဆိုရင်ဗျာဒီပန်တိုဂျာနဲ့ဒီဂျော်ဂျာဘန်အကြောင်းလေးကိုပြောပြပေးချင်တာပါဒီချန်ပီယံဒီပန်တိုဂျာကိုတုံးချီအတွင်းမှာလဲထိုးမယ်ဆိုတဲ့ဒီဂျော်ဂျာဘန်ပေါ့နော်ဒီလာမယ့်အပတ်ဒီတနင်္ဂနွေနေ့မှာကျင်းပမယ့် USC 3-3ဟိုပြန်ခွင့်မှာဆိုရင်ဒီဂျော်ဂျာဘန်နဲ့ပန်တိုဂျာကဒုတိယကောင်ပွဲအဖြစ်ထိုးရမယ်ဒီဂျော်ဂျာဘန်ကပြိုင်မဲ့ပန်တိုဂျာနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့3ရက်လောက်ကဒီ LMA ဒီအင်တာဗျူးဖြစ်တဲ့ Jenkins အင်တာဗျူးမှာအခုလို့ဖြေထားပါတယ်အဲ့ဒါဘယ်လိုမျိုးဖြေထားလဲဆိုရင်ကျွန်တော်ပြပြမယ်ဒီကျွန်တော်ကတော့သူ့ကိုတုံးရှိအတွင်းအလက်ထုံးနိုင်လိမ့်မယ်လို့ခံစားရတယ်ဒီအဲ့လိုမှမဟုတ်ရင်ပွဲကအတော်ချမ်းသွားမယ်ပေါ့နော်ဒီခင်ဗျားတို့သိပါတယ်သူ့ဘက်ကလည်းအစွမ်းကိုစူးစမ်းလာမယ်ပြီးတော့ကျွန်တော်ဘက်ကလည်းအစွမ်းကိုစူးစမ်းမှာပဲဒီကျွန်တော်တွေးနေတာတုံးရှိအတွင်းမဲ့ဆိုပေမဲ့ဒီ9ကြီးအထိဖွချမ်းဖို့လည်းကောင်းကောင်းပြင်ဆင်ထားပါလေဆိုပြီးဂျော်ဂျာဘန်ကဖြေချသွားခဲ့တယ်ကျွန်တော်အနေနဲ့ဒီ game plan နဲ့အဆက်ဆက်ရပြင်ဆင်နိုင်ပေမဲ့ပွဲအတွင်းရောက်သွားရင်ဆိုရင်တော့မတူတော့ပါဘူးကျွန်တော်အနေနဲ့တော့ပွဲဆိုင်ရင်သူအားထုတ်နိုင်တဲ့အရာအလုံးအတွက်ပြင်ဆင်ထားပြီးသားပါလို့ဒီဂျော်ဂျာဘန်ကအင်တာဗျူးမှာဖြေသွားခဲ့တယ်ဒီကျွန်တော်တို့အနေနဲ့ရောဒီဂျော်ဂျာဘန်ကပြောဆိုမှုပေါ့ကျွန်တော်တို့အနေနဲ့ရောဒီတုံးသက်ကြည့်ရင်ဒီဂျော်ဂျာဘန်ကဒီပန်တိုဂျော်ဂျာဘန်ပြန်ပြန်ကိုကြည့်ရမယ်ဆိုရင်ပန်တိုဂျာကလည်းအရှင်းတော့မဟုတ်ဘူးဗျဒီပန်တိုဂျာ ground point မှာဆိုရင်လည်းဆရာကြီးတစ်ပါးဖြစ်နေပြီဒီသူထိုးခဲ့တဲ့နောက်ဆုံး3ပွဲမှာဆိုရင်ကပတ်ကပွဲပဲထိုးခဲ့တယ်ဆိုရင်ဒီ3ပွဲစလုံးနိုင်ထားတယ်3ပွဲစလုံးနိုင်ထားတဲ့အထက်မှာဒီ3ပွဲစလုံးကိုသူက game plan ရှင်မထိုးပဲနဲ့ဒီ ground point နဲ့ပဲသူကနိုင်ခဲ့တာရှိတယ်သူထိုးခဲ့တဲ့35ပွဲမှာဆိုရင်လည်းသူရှုံးပွဲမရှိဘူးသူရှုံးခဲ့တာတပွဲပဲရှိတယ်ဒီတပွဲရဒီအမှန်ပေးစနစ်နဲ့ရှုံးခဲ့တာပဲရှိတယ်ပေါ့နော်ဒီအသက်35နှစ်ရှိပြီဖြစ်တဲ့ပန်တိုဂျာကလက်ရှိအချိန်ထိဒီ MMA 35ပွဲကစားထားပြီးတခါမှပေါ့နော်အလက်ထိုးတဲ့ချုပ်ွက်နဲ့လည်းချုံနေတာကြီးမရှိဘူးအကယ်၍သာဒီဘန်သာနိုင်မယ်ဆိုရင်ဒီပန်တိုဂျာကိုပွက်ပြတ်နိုင်တဲ့ပထမဆုံးဖိုက်တာအဖြစ်မှတ်တမ်းလည်းဝင်သားမှာဖြစ်ပါတယ်ကဲပြည်သက်ကြီးရဲ့အမျိုးလည်း comment မှာချပြခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျာဘိုင်ဘိုင်